ဝန်စာရဲ့မဆိုးမအင်ပါယာကိုလွှမ်းမိုးခဲ့တဲ့ဘယင်မဝီတိုရီယာပရိသတ်ကြီးအလုံးမဲ့မင်္ဂလာပါရှိတီကီချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဝီတိုရီယာဘယင်မကြီးအလက်ဇန်တီနာဝီတိုရီယာဒီနာမည်ကိုကြားလိုက်ရုံနဲ့တခန္တနာအင်ပါယာနိုင်ငံကြီးတစ်ခုကိုမျက်စိနဲ့ပြင်းမြင်မိကြမှာပါဟုတ်ပါတယ်ဘယင်မကြီးလက်ထက်မှာဗြိတိန်နိုင်ငံတနည်းအားဖြင့်အင်္ဂလန်ကကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့တာပါပြောရရင်မြန်မာတော်လှန်ရေးကားတွေထဲမှာပါတဲ့ဗြိတိရှနေမွေအင်ပါယာကြီးဆိုတာပါပဲဝီတိုရီယာရဲ့ဘဝအစကတော့တာမန်မင်ကလေးလိုပါပဲဒါပေမဲ့အရွယ်လေးနည်းနည်းရလာတာနဲ့နန်းတွင်းရရတွေပါဝင်လာခဲ့ရတာပါအသက်16နှစ်အရွယ်မှာနန်းတက်ခဲ့ပြီးနှစ်ပေါင်း63နှစ်ကြာအောင်ဗြိတိရှအင်ပါယာကြီးကိုအုပ်ချုပ်ခဲ့တဲ့ဘုရင်မကြီးကအဲ့ဒီခေတ်ပြောင်းတော်လှန်ရေးတွေနိုင်ငံရေးပြည်ပကတွေနဲ့ပြည့်နေတဲ့အချိန်တွေမှာနိုင်ငံကိုကောင်းကောင်းဦးဆောင်ခဲ့ပါတယ်ဘုရင်မကြီးကလည်းလူသားပဲဖြစ်တာကြောင့်အမားတွေရောအမှန်တွေပါရှိနေပါတယ်ပြည်တော်သူရဲ့ဘဝမှာအောင်မြင်မှုဝမ်းနည်းမှုအချစ်အမုန်းကိစ္စတွေအားလုံးကိုဖျက်ဆီးခဲ့ရတာပါနောက်ပြီးရိုးရိုးရှင်းရှင်းမဟုတ်တဲ့လျှို့ဝှက်မှုတွေလည်းပိုင်ဆိုင်ထားခဲ့ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဝီတိုရီယာဘုရင်မကြီးရဲ့အကြောင်းကိုသိကျင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်ဝီတိုရီယာဘုရင်မကြီးကဗြိတိန်ရဲ့ဒုတိယမြောက်နန်းသက်အကြဆုံးအုပ်ချုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်တာတမီမြင့်မြတ်ပေါင်းများစွာထွန်းကားခဲ့သလိုဥရောပရဲ့ဘွားအိမ်ကြီးဆိုတဲ့နာမည်ကိုလည်းတွင်ခဲ့တာပါနောက်ပြီးဘုရင်မကြီးကအရင်လည်းချစ်တတ်ပါသေးတယ်ဘုရင်မကြီးရဲ့ဒါရိုင်ရဲမှာဆိုရင်လည်းဒီအကြောင်းတွေကိုတခန်းတနာဖွဲ့ဆိုထားတာပါအဲ့ဒီအကြောင်းတွေကိုခဏထားလို့ဘုရင်မကြီးရဲ့တမိုင်းကြောင်းလေးနဲ့အစကနေပြန်ပြောလိုက်ပြစီ1919ခုနှစ်မေလ24ရက်နေ့လန်ဒန်မြို့ကင်စင်တန်နန်းတော်မှာအလက်ဇန္ဒာတီနာဝီတိုရီယာဆိုတဲ့ကျော်ဝင်မျိုးနဲ့ကောင်ပေါင်းလေးမွေးဖွားခဲ့ပါတယ်ဖခင်ဖြစ်သူကကမ်မျိုးစာအထရက်ဖြစ်ပြီးမိခင်ကဆာကိုဖတ်ဆာဖဲရဲ့မင်းသမီးလေးဖြစ်ပါတယ်ဝီတိုရီယာကတူရီတော်သမီးလေးလည်းဖြစ်ခဲ့တာပါဖခင်ဖြစ်သူကတော့သူမအသက်8လသားအရွယ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်ဖာတဆိုးလေးဖြစ်တဲ့ဝီတိုရီယာကမိခင်နဲ့မိခင်ရဲ့အကြံပေးစာဂျွန်ကွမ်ချိုင်းတို့ရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရတာပါငယ်ဘဝတုန်းကတော့အထီးကျန်ဆန်ခဲ့ပြီးတီးတန့်ဆရာတွေနဲ့ပဲပညာသင်ကြားခဲ့တာပါ1840ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာတော့သူမရဲ့ဝန်ခွဲတော်တဲ့စကိုဗာနဲ့ကိုတာမင်းသားအယ်ဖာနဲ့လက်ထပ်ခဲ့တာပါသူတို့နှစ်ယောက်က1836ခုနှစ်မှာတွေ့ဆုံခဲ့ပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကတော့အသက်18နှစ်ရှိခဲ့ပြီဖြစ်ပြီးလက်ထပ်တဲ့အရွယ်မှာတော့အသက်20ကျော်နေပြီဖြစ်ပါတယ်ရီးစားတက်တန်၄နှစ်အကျော်မှာလက်ထပ်ခဲ့ကြတာပါဒီကြားထဲအသက်18နှစ်မှာထီးနှံကိုစကန်ခဲ့ပါတယ်ဘုရင်မဝီတိုရီယာရဲ့အိမ်တော်ကြီးကတော့တာယာပျော်ရွှင်ခဲ့တာပါဘလောက်တောင်တာယာပျော်ရွှင်ခဲ့တယ်လဲဆိုရင်သားသမီး9ယောက်ထွန်းကားခဲ့တဲ့အထိပါပဲနောက်ပြီးဘုရင်မကြီးဆိုပေမဲ့သူ့ရဲ့အိမ်တော်ကြီးတာယာမှုအကြောင်းကိုဒါရိုင်မှာပွင့်ပွင့်လင်းလင်းရေးသားပြီးလူသိအောင်ထုတ်ပြန်ခဲ့ပါသေးတယ်ဘုရင်မကြီးရဲ့နန်းတက်တစ်လျှောက်မှာစက်မှုတော်လှန်ရေးတွေခေပြောင်းတော်လှန်ရေးတွေလည်းကြုံတွေ့ခဲ့ရတာပါနောက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေဘုရင်စနစ်ထွန်းကားလာစေဖို့ဗြိတိရှအင်ပါယာကြီးဂုဏ်သတင်းကြီးလာစေဖို့အရေးမှာဘုရင်မကြီးကဦးဆောင်နိုင်ခဲ့ပါတယ်အစပိုင်းမှာအတွေ့အကြုံတွေပါလို့ခက်ခဲတဲ့အချိန်တွေကြုံတွေ့ခဲ့ရပေမဲ့ဝင်ကြီးချုပ်တွေနဲ့အကြံပေးတွေကြောင့်နိုင်ငံကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တာပါအဲ့ဒီနောက်မှာတော့နိုင်ငံရေးကိစ္စတွေမှာစိတ်ဝင်စားပြီးအရေးချင်းရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်1848ခုနှစ်မှာဝင်ကြီးချုပ်လာဂျွန်ရက်ဆက်ကပြည်သူ့ကျန်းမာရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးစင်ရသားတွေရဲ့နေထိုင်မှုအခြေအနေကိုတိုးတက်စေခဲ့ပါတယ်အဲ့ဒီဥပဒေကဒေတာအာဏာပိုင်တွေကိုပြည်သူ့ကျန်းမာရေးနဲ့တန်ရှင်းရေးကိုထိန်းချုပ်ခွင့်ပေးခဲ့ပြီးကာလာဝန်ယောဂကပ်ဘေးအတွင်းယောဂပြန့်နှံ့မှုကိုအများကြီးလျှော့ချနိုင်ခဲ့တာပါ1851ခုနှစ်မှာမင်းသား FX စီစဉ်ခဲ့တဲ့အကြီးစားပြောက်ပွဲကြီးကလည်းဗြိတိန်နဲ့နည်းပညာနဲ့စက်မှုနည်းပညာတွေကိုတခန့်တနာပြသနိုင်ခဲ့ပြီးတန်ပေါင်းများစွာတော့အဲ့ဒီတော်တွေကိုအံ့အားသင့်စေခဲ့တာပါဒီပွဲကြီးကိုလန်ဒန်ရဲ့ High ပန်းချံမှာခရစ္စတန်နန်းတော်ကြီးတည်ဆောက်ပြီးကျင်းပခဲ့တာလည်းဖြစ်ပါတယ်နောက်ပြီးပြောက်ပွဲကြီးမှာကဘာတဝန်းကပြသမှုပေါင်း3ကျော်လောက်တောင်ပါခဲ့တာပါဒီပြောက်ပွဲကြီးကစက်မှုတော်လှန်ရေးသမိုင်းမှာအရေးပါတဲ့ကဏ္ဍကလည်းပါဝင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပြောက်ပွဲနောက်ပိုင်းကာလတွေမှာဗြိတိန်ကိုစက်မှုနဲ့နည်းပညာတို့ရဲ့ကမ္ဘာခေါင်းဆောင်အဖြစ်အများစုကသတ်မှတ်လာခဲ့ကြလို့ပါပဲ။နိုင်ငံအရေးကမ္ဘာအရေးတွေမှာဥဆောင်ရတဲ့ဆိုပေမဲ့ဘုရင်မကြီးကမိသားစုနဲ့အိမ်တွင်းရေးတွေကိုလည်းချစ်မြတ်နိုးပြီးအချိန်ကောင်းကောင်းပေးခဲ့ပါတယ်။ရှေ့မှာလည်းဝင်များခဲ့ပါတယ်။ဘုရင်မကြီးကမင်းသားအဖန်နဲ့သားသမီး9ယောက်အထိထွန်းကားခဲ့တာပါ1862ခုနှစ်အတွင်းခင်မွန်းပြစ်သူကွယ်လွန်သွားတဲ့အချိန်မှာတော့လူသားတစ်ယောက်ဖြစ်တဲ့ဘုရင်မကြီးကလည်းအကြီးအကျယ်စိတ်ထိခိုက်ရတာပါ။နောက်ပြီးခင်မွန်းတဲ့အပေါ်ချစ်တဲ့စိတ်ကိုဖော်ပြတဲ့အနေနဲ့အနက်ရောင်ဝတ်စုံကိုပဲဝတ်ခဲ့တာဖြစ်ပါတယ်။ပြီးတော့တနိုင်တလောက်လူမြင်ကွင်းကိုမထွက်ဘဲနေခဲ့တာပါ။အဲဒါကြောင့်ဘုရင်မကြီးကိုဝန်ဆာမုံဆုံးမလို့နာမည်ပြောင်းပေးခဲ့ပါသေးတယ်။အဲ့ဒီတော့ကဝန်ဆာရဲတိုက်မှာနေခဲ့လို့ပါပဲ။ဒါပေမဲ့လည်းဘုရင်မကြီးကနိုင်ငံရေးမှာတော့မပြတ်ကွက်ခဲ့ပါဘူး1869ခုနှစ်မှာဗြိတိရှမြောက်အမေရိကဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးအွန်တေနီယိုကွီဘက်နိုဗာစကိုရှာနဲ့နယူးဖော့စတွန်တို့ပါဝင်တဲ့
ကနေဒါဒိုမီယန်ကိုတည်ထောင်ခဲ့ပါသေးတယ်။အဲ့ဒီဥပဒေကကနေဒါကိုဗြိတိန်ကနေလွတ်လပ်ခွင့်အတော်အသင့်ပေးခဲ့ပါတယ်။နောက်ပြီး1932ခုနှစ်အထိဗြိတိရှ်အင်ပါယာရဲ့အစိပ်ပိုင်းအထိဆက်လက်တည်ရှိနေခဲ့တာပါ။1889ခုနှစ်မှာတော့ဘုရင်မကြီးကအိန္ဒိယဧကတိဘွဲကိုရရှိခဲ့ပြီးကွယ်လွန်သွားတဲ့အထိထိန်းသိမ်းထားခဲ့တာပါအကြောင်းကတော့အိန္ဒိယကိုဗြိတိန်ရဲ့ထိန်းချုပ်မှုအောက်မှာအချိန်အကြာကြီးထားနိုင်ခဲ့လို့ပါပဲဒီခေတ်တုန်းကတော့ကိုလိုနီနယ်မြေတွေအပြိုင်ဆိုင်ချဲ့ထွင်တဲ့ကာလလည်းဖြစ်ပါတယ်နိုင်ငံကောင်းဆောင်အမျိုးသားတွေကြားထဲမှာဘုရင်မကြီးကပိုပြီးနာမည်ကျော်ကြားခဲ့တာကတော့အမှန်ပါပဲအစိုးရအဖွဲ့ဖြစ်တဲ့ဝန်ကြီးချုပ်တွေစစ်တပ်တွေထက်မြက်တာတွေကြောင့်လည်းပါပါတယ်နန်းသက်တခြားမှာဘုရင်မကြီးကသူ့ရဲ့ဂုဏ်သတင်းကိုမကြဆင်းသွားအောင်ကောင်းကောင်းထိန်းသိမ်းထားခဲ့တာပါဘုရင်မကြီးပုံရိပ်ပါတဲ့စာပိုးတစ်စိတ်ကောင်းတွေဒင်္ဂါပြတွေကလည်းကမ္ဘာစီးပွားရေးလောကမှာနေရာယူလာခဲ့ပါတယ်။နောက်ပြီးအနုပညာနဲ့လူကြများတဲ့အရေးချင်းမှုကိစ္စတွေမှာလည်းဘုရင်မကြီးရဲ့ပုံရိပ်ကိုဂုဏ်ယူစရာအဖြစ်သုံးလာခဲ့ကြတာပါ။ဗြိတိရှ်ငွေကြေးတန်ဖိုးမြင့်ရတဲ့အထက်မှာဘုရင်မကြီးရဲ့အရေးချင်းတွေကြောင့်လည်းအဓိကပါခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူတွေကဘုရင်မကြီးကိုစီးကမ်းလိုက်နာသူကျင့်ဝတ်လိုက်နာသူသစ္စာရှိသူဆိုပြီးနားလည်ထားခဲ့လို့ပါပဲ။ဘုရင်မကြီးကဘာသာရေးကိုလည်းလိုက်စားပါတယ်ဗြိတိရှ်အင်ပါယာရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ဘုရင်မကြီးကသူ့တန်ဖိုးကိုထိခိုက်စေတဲ့ကိစ္စမှန်သမျှကိုရှောင်ရှားခဲ့တာပါ1889ခုနှစ်မှာတော့ဘုရင်မကြီးလည်းနန်းသက်90ပြည့်ရွှေရည်တုပွဲတော်ကိုကျင်းပခဲ့ပါတယ်အဲ့ဒီပွဲတော်အတွင်းလန်ဒန်မြို့ရဲ့လမ်းတွေပေါ်မှာစီတန်းလှည့်လည်အောင်ပွဲခံတဲ့ပွဲတွေနဲ့ပြည့်စုံနေခဲ့တာပါဒီပွဲတွေမှာလည်းကဘာတဝမ်းကတက်ရောက်ကြတဲ့ကိုယ်စားလှယ်တွေနဲ့စီကားခဲ့ပါတယ်ညစာစာပွဲကိုတော့ကင်ဗဟန်နန်းတော်ကြီးမှာခန်းခန်းနာနာဧကန်ကျင်းပခဲ့တာပါ1899ခုနှစ်မှာစိန်ကြီးတုပွဲကြီးကိုကျင်းပခဲ့ပါတယ်။အဲ့ဒီတုန်းကလည်းဒီပွဲကြီးကိုကမ္ဘာအခမ်းအနားဆုံးပွဲတော်အဖြစ်ချီးကျူးဂုဏ်ပြုခံခဲ့ရတာပါ။အဲ့ဒီအချိန်တုန်းကဘုရင်မကြီးကဇေယျကျောင်းကျမ်းမာရေးကိုဂရုစိုက်နေခဲ့ရပါတယ်။အဲ့ဒါကြောင့်မိသားစုဝင်တွေကပွဲတော်မှာပါဝင်နိုင်ပါမလားဆိုပြီးစိတ်တွေပူခဲ့ကြတာပါ။ဒါပေမဲ့ဘုရင်မကတက်ပြောင်တက်ခဲ့ပြီးသူ့ကိုကိုးကွယ်သူတွေအတွက်စိတ်ကူအောင်ဖြစ်စေခဲ့ပါတယ်။1899ခုနှစ်မှာတော့ဗြိတိန်ဟာတောင်အာဖရိကစစ်ပွဲထဲမှာပါခဲ့ပါတယ်။ဒီစစ်ပွဲက1902ခုနှစ်ကြာမှပြည်ဆုံးသွားခဲ့တာပါ။တမိုင်းမှာတော့ဘဝစစ်ပွဲလို့မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာပါဝင်ကြတဲ့သူတွေကလည်းဘုရင်မကြီးရဲ့ထောက်ခံအားပေးမှုကိုမျှော်လင့်ခဲ့ကြတာပါ။ဒီအချိန်မှာဘုရင်မကြီးရဲ့ကျန်းမာရေးကအခြေအနေပိုဆိုးနေခဲ့ပါပြီ။ဒါပေမဲ့လည်းသူ့ပြည်သူပြည်သားတွေအားတက်ရအောင်စာရီရေးပြီးအားပေးနေခဲ့ပါတယ်။နောက်ပြီးတစ်ဖက်မှာလည်းစင်ရဲသားတွေရဲ့အခြေအနေကိုအမြဲနားဆွနေခဲ့တာပါ။စင်ရဲသားတွေအခက်အခဲဖြစ်ပြီးဆိုတာနဲ့ကုညီဖို့စီစဉ်ပေးခဲ့တယ်လို့လူမှုဖူလုံရေးအစီအစဉ်တွေကိုလည်းအကောင့်ထဲပေါ်ခဲ့ပါသေးတယ်။1982ခုနှစ်မှာဘုရင်မကြီးရဲ့မြေတော်ဖြစ်တဲ့မင်းသားအယ်ဗတ်ဗီတာကကွယ်လွန်သွားခဲ့ရတာပါ။အဲ့ဒီအချိန်မှာမင်းသားရဲ့အသက်က28နှစ်ပဲရှိပါသေးတယ်။ဒီကိစ္စကြောင့်ဘုရင်မကြီးရောတော်ဝင်မိသားစုတွေပါအကြီးအကျယ်ဝန်းနေခဲ့ရတာပါ။ဘာဖြစ်လို့လဲဆိုရင်မင်းသားကိုထိနှန်းစက္ကန့်သူအဖြစ်ရည်ရွယ်ထားခဲ့လို့ပါပဲ။အဲ့ဒီကိစ္စကြောင့်စိတ်ထိခိုက်ရတဲ့ဘုရင်မကြီးလည်းကျမကြီးကဆိုးရွားလာခဲ့ပါတယ်။ဒါပေမဲ့လည်းဘုရင်မကြီးကဘယ်တော့မှဖျို့ဖျက်ဖြစ်မနေခဲ့ပါဘူး။သူ့ရဲ့ဂုဏ်သိက္ခာနဲ့လေးစားထိုက်တဲ့ပုံရိပ်ကိုအမြဲထိန်းသိမ်းထားခဲ့တာပါ။ပြည်တော်ဓာတ်ပုံရိုက်တိုင်းပကြီးအစွဲခံတိုင်းဝတ်စုံအပြည့်ဝတ်ပြီးမှခွင့်ပြုတာဖြစ်ပါတယ်။ဘုရင်မကြီးရဲ့နန်းသက်မှာကျင်းနဲ့တယ်လီဖုန်းပညာတွေပေါ်ထွက်ခဲ့ပြီးဗြိတိရှ်အင်ပါယာကိုစီမံခန့်ခွဲတဲ့နေရာမှာအရန်အရေးပါခဲ့ပါသေးတယ်။ဘုရင်မကြီးကခေတ်ပေါ်နည်းပညာတွေကိုလည်းလက်လန်းမိအောင်စ조사ခဲ့တာပါ။1900ခုနှစ်နန်းသက်63နှစ်အကြာမှာတော့ဘုရင်မကြီးလည်းကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအသက်ကတော့82နှစ်ရှိနေခဲ့ပါပြီ။ဘုရင်မကြီးကဝန်စားရဲတိုက်မှာမြုပ်နှံတင်းကြိုခဲ့ပါတယ်။ဘုရင်မကြီးကွယ်လွန်သွားခဲ့ပေမဲ့သူ့ကိုသစ္စာရှိတဲ့ဇနီးသက်နဲ့တာဝန်ကျေတဲ့မိခင်ဗီတိုရီယာအင်္ဂလန်ခေတ်ကိုထွန်းကားစေသူပြည်သူပြည်သားတွေရဲ့လေးစားမှုကိုခံခဲ့ရသူဂုဏ်သတင်းတွေနဲ့မှတ်တမ်းတွေကျရင်ခဲ့ကြောင်းဝင်မြလာရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။